channel ကနေပဲပြန်ကြိုလိုက်ပါတယ်ဒီနေ့ရောကတော့တစ်ခါမှမလုပ်ခွဲreaction video လေးလုပ်မှာပေါ့နော် reaction video ဆိုတာအဲ့လိုမျိုးသူများရဲ့ video လောက်တာမျိုးနဲ့ပြောလုံးရဲ့နှစ်နှစ်ကပွဲယူတော့က photoshoot လုပ်ခဲ့တဲ့ video လေးကိုပြန်ပြီးတော့reaction လုပ်မှာပေါ့နော်အဲ့တော့ရုံးကအရန်ဝါခဲ့တာပေါ့နော်ပေါင်190လောက်ရှိတယ်ဆိုတော့အခု site ထက်နှစ်ဆလောက်ရှိရပါတော့ဆိုတော့အရန်ဝါခဲ့တာဆိုတော့အဲ့တော့ဝါတက်တုတ်လေးနဲ့ဘယ်လိုမျိုးဘယ်လိုမျိုး photoshoot လုပ်ခဲ့လဲဆိုတော့စိတ်ဝင်စားလို့ပေါ့နော်အဲ့ဒါ reaction လုပ်ပါမယ်ရုံး graduation ယူရတာကိုလည်းရုံးပြန်ပြီးရုံးတင်ထားရပါတော့မကြက်သေးလို့ရှိရင်အဲ့ဒါအရင်သွားကြည့်လိုက်ပါပြီးလို့ရှိရင်အဲ့ဒါကြည့်ပြီးလို့ရှိရင်ဒီဟာကြည့်လို့ရှိရင်ပိုပြီးနားလည်လိမ့်မယ်ပေါ့နော် Let's see Okay စပြီးကြည့်ပါမယ်ရှင်Oh my god 有爱玩的多哇嘞，把有胖干呢哎。Jeff ကမြို့အဲ့မှာမသိဘူးเนาะ Jeff ဆိုတာတော့မျိုးဟိုရနောက်ကြတယ်မျိုးရှမ်ပိန်းဖောက်တဲ့အခါမှာတော့အယုတ်ဆက်ဆက်လေးလို့ဖြစ်သွားတာမျိုးပါဆက်ဆက်ချင်းပေါ့နော်အားနေချောင်းတယ်လို့ရိုက်ပေးဆိုတော့အဲ့ဒါတနိုင်ဆက်ရှိလို့တွားရမယ်ပေါ့နော်မိတ်ဆွေကပ်မှာဝင်ပြီးရတယ် Okay သူကဘယ်လိုလဲဆိုတော့ညနေ6နာရီမှရိုက်တယ်ကွာညနေ6နာရီဆိုမှမြန်ကုန်မှာထင်တာဟဲ့ညနေ6နာရီဆိုလို့ရှိရင်အရင်မှောင်နေပြီပေါ့ဟိုဘယ်လိုရိုက်မှလဲအရင်အောင်လည်းမရှိဘဲနဲ့ဒီမှာက6ညနေ6နာရီမှမောင်လေးဒီမှာ8နာရီလောက်မှမောင်လား9နာရီ8နာရီလောက်မှမောင်လားအဲ့တော့သူကလည်း9ခွဲ6လောက်ကိုရိုက်တဲ့အချိန်ကလွှတ်လိုက်နေအကောင်းဆုံးပဲကွာအခုဒီဗီဒီယိုထဲမှာကြည့်မယ်ဆိုရင်လည်းသူကလုံးဝမမောင်သေးဘူးကွာသိလားဒါကတော့ဟိုပထမအဆုံး first round ရိုက်မှာပေါ့နော်အမပိုက်လေးကိုကြည့်ပူးနေရပဲအဆင်ညစ်တယ်အဝါပိုက်လေးပူနေရပဲအားလေးလည်းဖုံဖုံလေးအရန်မှန်တာရှိရသေးလားအရန်မှန်တာရှိရအဲ့လိုမျိုးသပင်းတွေပါမကင်နေမောနော်အဲ့လိုမျိုးအဝတ်အစားပဲဖြစ်ခန္ဓာကိုယ်ပဲဖြစ်လို့မျိုးဟိုသူတို့ကြောက်ရလို့ကင်မရာ frame တိရကိုကဒီလိုအဲ့ဝါကြာလာတယ်ကင်မရာတက်ပုံတစ်ခါမှမရိုက်ဘူးတော့ဒီလိုတောက်တောက်ဖြစ်နေမှာအဲ့ဒါဒီလိုဘယ်လိုလေးနေရဘယ်လိုလေးနေရမလဲဆိုတော့အဲ့လိုခန္ဓာကိုယ်ကင်တဲ့အချိန်ကြာလို့ရှိရင်အရင်ဆုံးမေးတယ်တော့သိလားကင်လို့ရမလားအဲ့လိုမေးပြီးတော့မှအဲ့လိုမျိုးထိလာအရန်မှန်တာရှိတယ်တွေ့လိုက်တယ်မလားတောက်လျှောက်လုံးတောက်လျှောက်လုံးအဲ့လိုမျိုးတောက်ပုံရိုက်တဲ့ဒီ session တောက်လျှောက်လုံးလို့ဖုန်းထောင်ပြီးတော့လိုက်ရိုက်နေရတော့ဗီဒီယိုကိုသိလားအရင်ချစ်စရာကောင်းတယ်ဒီမှာဆိုကြည့်အနောက်မှာဆိုလို့ရှိရင်ဒါ second location ပေါ့နော်ဒါအနောက်မှာဆိုလို့ရှိရင်သူများတွေလည်းအကုန်လုံးညွှန်းလို့ပဲအကုန်ရိုက်နေကြအောင်ပါသိလားဒါတရား location ညွှန်းတော့နာမည်အကြီးဆုံးလောထာဝိုင်းနဲ့အရန်လာသေးတာဘာလို့လဲအကြောင်းတော့မသိမတာလေးပြန်လွမ်းလာတယ်ပဲတရား fit location အော်တော့မြင်အထူးပဲစီတာ အရန်သ
ဘောကြတယ်သူ့ကိုအရင်ကြီးသေးကြတယ်လုပ်ပြရအဲ့လိုမျိုးဟိုတိတိလေးအားစားအဲ့လိုမျိုးဒီကျိုးမညီတာစာကျိုးကအကုန်အရင်ကြီးသေးကြတော့တယ်တော်လေးကောင်းတယ်ဒီကနောက်ဆုံး location မရောက်ခင်တခုဟောနောက်ဆုံး location ဆိုရှမ်ပိန်ဖောက်တာစပြီလားပြီဒီကဒါနောက်ဆုံး location ဒါရှမ်ပိန်ဘယ်လိုဖောက်လဲဆိုတော့ရှမ်ပိန်ဖောက်နေတဲ့တင်မိတယ်ရှမ်ပိန်ကိုအမကြီးဒီလိုလေးဒီနွတ်လေးဖောက်အောင်မယ်ဆိုရောရှာမဖောက်ပြီးသွားတော့လေရုံးရဲ့ဒီကောင်တစ်ခုလုံးပေါ့နော်ပြီးဒီ store ရောရှိသမျှအကောင်လုံးပြီးသပင်တွေရောတစ်ခုလုံးအကောင်လုံးအမှရှမ်ပိန်နဲ့နံဟုံတာပဲဆိုရွှဲပြီးတော့လေဒီလားမသိဘူးလို့ကအရက်မူးရပြန်လာကြနေရပဲချစ်စရာကောင်းတယ်နော်ချစ်စရာကောင်းတယ်နော်ကိုမပြောပါwell အဲ့တော့ကကြာလုံးလေးနဲ့တမျိုးလေးပဲဘယ်သူမှမပြဘူးရဲ့တပ်ပုံလေးပြမယ်ပေါ့နော်တိတ်တော့အရင်တော့မ judge နဲ့ပေါ့နော်ဘာလို့လဲဆိုတော့အဲ့မှာလုံးဝအဲ့ပတ်တုပ်လေးဖြစ်နေလို့ပါသေးလားဒီစီကြည့်အောင်ဆိုပထမဆုံးကဒီဟာကဒါက location number 1မှာရိုက်တဲ့ပုံပေါ့နော်အရင်တော့မဆိုးဒါပေမဲ့တေချာကြည့်လို့ရှိရင်ပါရလည်းဖောင်းမျိုးလိုမျိုးလှမလှပေါ့နော်မနေ့ပြောဆိုတကယ်ပြောရသေးလားခဏကမလှအရင်တိတာတယ်ဓာတ်ပုံကလည်းမလှနိုင်ဘူးခံစားရတယ်ပေါ့နော်ဒါပေမဲ့မဆိုးဘူးပေါ့အဲ့လေဒီကတော့typical Burmese host fashion ဒီ location ကအပြင်မှာထင်တာကပိုလှရသေးလားအဲ့တစ်ပင်နေကအကိုင်းနေရတယ်ဒါလည်းမဆိုးအဲ့လေဒါလေးလာရတော့မဆိုးဒါရုံးပြပြပါနော်ဒီမှာကြောက်လို့မျိုးမယ်ကမှကြောက်လို့ကိုပွဲရပြီဆိုလို့ရှိရင်လို့ကို store လို့ကိုကြီးပါလို့မျိုးအဲ့လိုမျိုးပေးပြီးတော့မျိုးအုတ်ထုတ်လေးစောင်းခိုင်းပြီးအဲ့လိုရိုက်ကြရပေါ့နော်ဒီများကြီးဒီပုံလေးအရန်ကြိုက်တယ်ဒါ photo of the day ပဲ you guys အရန်ကြိုက်တယ်ရုံးဖိနေရတဲ့တောင်ကြောက်ဒီလိုမျိုးလေးကြည့်နေတယ် okay နောက်တစ်ခါပွဲယူရင်လည်းလာမယ်နော်အကြိုင်အဲ့လေလှရတော့ဘယ်ထောင်ကကျပူမလေးကြည့်လိုက်ပူလေးအဲ့လေလာနေအဝါအိုးမဆိုးဒီပုံလေးလဲဒီဟာလေးရမ်းကြိုက်တယ်ဘယ်ထောင်တစ်ခုလုံးမြင်ရအရန်လာအဝါရမ်းလာဟဲ့ရမ်းလာတယ်ဒီရှမ်ပိန်းဖောက်တာအရမ်းလာခဲ့တယ်တော်လေးမိုက်တယ် one of the favorite ပဲရမ်းလာOkay ဒီဟာကိုမှတော့လို့ GIF ပုံစံမျိုးရှိရပေါ့နော်အဲ့ GIF ဆိုတာဘာလဲဆိုတော့ပြမယ်ပေါ့နော်ဟာအဲ့လိုမျိုးတော့ဒီလို GIF ရိုက်ပြရပါအဲ့ဒါအမြင်ရလို့လူဖြစ်နေတာနည်းကြည့်လေးอ่ะဒီလိုမျိုးလေးအဲ့လိုမျိုးလေးချိန်လုံးလိုမျိုးလေးဖြစ်နေတာပေါ့နော်ရုံးအမှန်တိုင်းပြောမယ်ဆိုလို့ရှိရင်ရုံးအရန်ကိုဘယ်လိုပြောရမလဲတေချာလေး wallpaper လုတ်ဖြစ်ခဲ့ရဖူလို့ရှိပေါ့နော်ဘာလို့ဆိုတော့ရုံးကြောင်းကနှစ်တက်ခဲ့ပြီးတော့နောက်ဆုံးနဲ့မှာရုံးနောက်ဆုံးပွဲရပြီးတော့ရုံးငါမတိုင်တစ်ခု site ထူလိုက်ပြီပေါ့ဆိုပြီးတော့ရုံးတော့မိသားစုထဲမှာအမေရိကမှာပထမဆုံးပွဲရသူဆိုလို့ရုံးကပထမဆုံးပဲပေါ့နော်ဆိုတော့တေချာရိုက်မယ်ပေါ့ဆိုပြီးတော့ဒီလိုမျိုးငှားပြစ်တာပေါ့နော်ငှားပြစ်တာကိုဒါမှမပြောမှဆိုလို့ရှိရင်ဈေးကမသိမသားလေးကြည့်ရပေါ့နော်သူကဒီတိုတယ်အပီးစီကိုမှ$100ပေးရမှာနော်ပြီးလို့ရှိရင်ဒီရောင်း tip တူ tip ဆိုတာကအမေရိကမှာရမယ်ဆိုပြီးညိုက်ဖြစ်ပါလုံးမဖြစ်လို့အမြဲ tip ကပေးလိပြီးသားရှိတယ်tip ပေးရဆိုအထိပ်ပေးရလိုက်I appreciate itပေါ့နော်ဒီမလားအရင်ကျေးဇူးတင်တာပေါ့အဲ့လိုမျိုးပြောကြတာဆိုတော့ tip ကရတော့တရားပြဆိုရုံးတိုတယ်အပီးစီ$900လောက်ကြာပေါ့နော်ဒီဟာဒါပေမဲ့ it was really worth it အခု graduate ဖြစ်မှန်သူတွေညောင်းရတယ်မျိုး photo shoot ရိုက်စီနေတာမဟုတ်ဘာလို့လဲဆိုတော့ကျောင်းကလေ you guys ကျောင်းပြီးသွားရင်ကျောင်းကပြန်မသွားပြတော့ဘူးကွာဒီလား like is done ပြီးသွားရင်ကွာဒီလားပေါ့နော် unless you going to master သွားဖြစ်ပေါ့နော်မဟုတ်လို့ရှိရင်ကျောင်းကပြန်တိတ်ပြီးမသွားပြတော့ဆိုတော့ဒါကျောင်းနဲ့ကိုရှိအောင်မှာပေါ့နော်ဒီဘွဲ့ယူရဲ့အချိန်မှာအမှတ်တရလို့ photo shoot ကတော့ညောင်းရိုက်တယ်လို့ခင်ရွယ်ပေါ့နော်အဲ့တော့
တော်လားကိုရအကုန်ခံပြီးတော့ photoshoot ရိုက်ခဲ့လိုက်ပါတယ် Okay အားလုံးပဲဒီနေ့ညနေတူ photoshoot လုပ်လိုက်ပြီးတဲ့အတွက်ပြန်မှန်းသွားပါပြီအခုလိုကဒီလိုလေးပိန်နေမှာဆိုတော့ photo ရအာယာ share မိုက်မှာဟေး share မိုက်မှာအဲ့တော့အခုကျတော့နေတက်သွားပြီပါဒါအဲ့မှာလည်းဒီလိုအဲ့လိုပါတည်ရမလားလိုက်သူဘာပြောဒီလိုပဲပြီးရည်လည်းမရှိဘူးလိုမျိုးပဲအဲ့လိုကြီးလို့တော့မျက်နှာသေးကြီးနဲ့အဲ့လိုမျိုးအခုကကြာဒီလိုမျိုးအခုကကြာအကြည့်ရတာတည်ရမလားအကြည့်ရတာလုံးဝကြည့်တက်နေသွားပြီပေါ့နော်ကိုကနည်းနည်းလေးဒီလိုမျိုးလားဒါမှမဟုတ်ဒီလိုမျိုးလားရအခုကရပါပြီလေဆိုတော့အခုကရိုက်မယ်ဆိုရင်တော့ဒီ Photoshop အရင်အောင်မိုက်မှာပေါ့နော်တည်ရမလား Okay အဲ့ဆိုလို့ရှိရင်ဒီနေ့တော့ဒီလောက်ပါပဲရှင်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရောနဲ့နောက်တစ်ပတ်မှာပြန်တွေ့ကြမယ်နော်I love you guys bye bye